ဒီနေ့ကျွန်တော်တို့ခံယူမဲ့နှုတ်ကပတ်တော်ရဲ့ခေါင်းစဉ်ကတော့ချိတ်ဆက်မှု connectivity အခုခေတ်က Wi-Fi တွေအရန်ပေါ်တယ်လွန်ခဲ့တဲ့ကျွန်တော်9နှစ်လောက်တုန်းကကိုရီးယားရောက်တဲ့ချိန်မှာတော်တော်လေးစင်ကာပူလည်းတိုးတက်လာပြီလို့ထင်ပေမဲ့ကိုရီးယားကအဲ့ဒီကဏ္ဍမှာတော်တော်လေးကိုရှေ့ရောက်နေတယ်လမ်းပေါ်မှာလမ်းလျှောက်နေတဲ့ကို free Wi-Fi တဲ့တောက်လျှောက်မိနေတာ data ဝယ်စရာမလိုဘဲနဲ့ကိုစိုးမြို့မှာအထူးသဖြင့် Wi-Fi ကို free သုံးလို့ရတဲ့နေရာအရန်များတော့လွန်ခဲ့တဲ့9နှစ်10နှစ်လောက်ရှိမယ်အဲ့တုန်းကကျွန်တော်တော်တော်အားသိမိတယ်အခုတော့စင်ကာပူမှာလည်း Wi-Fi ကတော်တော်လေးကိုစင်ကာပူရလို့မဟုတ်နိုင်ငံတကာမှာတော်တော်ကိုနေရာတိုင်းမှာရှိတယ်လို့ဖြစ်ပါတယ်ဆိုတော့ Wi-Fi ကိုကျွန်တော်တို့ချိတ်တဲ့အခါကျွန်တော်တို့ internet တစ်ခု connection တစ်ခုကိုချိတ်တဲ့အခါမှာချိတ်ဆက်ယုံလေးနဲ့တဒုံးနှစ်တုံးလောက်နဲ့လည်းကျွန်တော်တို့ဓာတ်ပုံတွေထွက်မသွားဘူးပို့ချင်ဗီဒီယိုတွေ file size ကြီးတဲ့အရာတွေဆိုရင်ပို့ဆိုးတယ် connectivity ကောင်းမှပဲရတယ်ရွာတွေမှာမြန်မာပြည်မှာဆိုရင်အုံးပင်တွေထမ်းပင်တွေရှိရင်အုံးလက်တွေတစ်ပင်တွေတစ်ကိုင်းတွေနဲ့꿰ထားတယ်ဆိုရင်လည်း connectivity က connection အရန်မကောင်းဘူးဒါကြောင့်ကျွန်တော်တို့တယော်တဲ့ကာတွန်းတွေမှာကြားလာဆိုပြီးတော့မှခေါင်းမိုးပေါ်တက်ရင်ပြုတ်ကျသွားတယ်နော်ကြားလာဆိုတစ်ပင်ပေါ်တက်ပြီးတော့မှဖုန်းပြောရတာတွေ GSM ပေါ်ကားစားတော့ကျွန်တော်တို့တယော်စာတွေနဲ့တွေ့ခဲ့ရတယ်ဆိုတော့ connectivity တနည်းအားဖြင့် connection မိဖို့ဆိုတာကပတ်ဝန်းကျင်ရဲ့အနောက်ရှက်တွေမရှိဖို့လဲလိုသလိုကျွန်တော်တို့ကိုယ်တိုင်ကဘယ်နေရာကိုချိတ်ဆက်တယ်လဲဆိုတာကိုတိတိကျကျလိုအပ်တဲ့ password ဥပမာမြန်မာပြည်ဆိုရင်အခုတလောမှာကျွန်တော်တို့ VPN ခန္ဓာမခန္ဓာဟိုဟာဆိုရင်ခံရတယ်ဒီဟာဆိုမခံရအများကြီးရှိတယ်ဆိုတော့ချိတ်ဆက်မှုတိုင်းမှာအနောက်ရှက်တွေရှိသလိုမှန်ကန်စွာချိတ်ဆက်မိတယ်ဆိုရင်လည်းကျွန်တော်တို့ download ဆွဲလို့ရတယ်ကြိုက်တဲ့သချင်းကြိုက်တဲ့ video ကြိုက်တဲ့ information တွေကိုကျွန်တော်တို့ YouTube ကနေတလကောင်းကြည့်ချင်တယ်စသဖြင့်ကျွန်တော်တို့တစ်ခုခုကိုကြည့်ချင်တယ်အသုံးပြုချင်တယ်ဆိုရင် connection ကောင်းဖို့သိရေးကြည့်တယ်ယနေ့မှာကျွန်တော်တို့လောကနဲ့မဆိုင်သောသူအဖြစ်နဲ့ရှိပေမဲ့လောကထဲမှာရှိနေတဲ့ခါကျတော့ကောင်းကင်နဲ့ချိတ်ဆက်မိဖို့ကအင်တမအခက်ခဲတယ်အနောက်ရှက်အရန်များလုံးတယ်ကျွန်တော်ငယ်တုန်းကတချင်းဖွင့်ပြီးသင်္ချာတွက်လို့ရတယ်တချင်းဖွင့်ပြီးကျွန်တော်စာကြက်လို့ရတယ်တချင်းဖွင့်ပြီးတော့တချင်းနားထောင်ပြီးတော့မှကျွန်တော်စာတွေအများကြီးလုပ်နိုင်တယ်ကိုအရန် multitask လုပ်နိုင်တယ်လို့ထင်တယ်ဒါပေမဲ့ပြန်စဉ်းစားတဲ့အခါမှာအဲ့လိုမျိုးအာယုံမများပဲတေးချအာယုံစူးစိုက်ပြီးကြည့်မယ်ဆိုရင်ကျွန်တော်တော်လောက်တယ်ဒီထက်ပိုတော်လောက်တယ်ဆိုတော့ပြောချင်တာကကျွန်တော်တို့ multitask လုပ်နိုင်တာမဖြစ်မနေလုပ်ရတဲ့ဟာတော့ရှိတာပေါ့ multitask ဥမာကားမောင်းတဲ့အခါအရှိကိုပဲစိုက်ကြည့်နေလို့မရဘူးဘေးကိုလည်းတစ်ချက်ကြည့်ရတယ်အနောက်ကိုလည်းတစ်ခါကြည့်ရတယ် blind spot ကိုချက်ရတယ်ဆိုတော့ဒါတွေကတော့ကျွန်တော်တို့နော်အငြိမ်နေလို့မရတဲ့အချိန်တွေအများကြီးရှိတယ်လက်ကလည်းကျွန်တော်တို့လုပ်ရတယ်ခြေထောက်ကလည်းအလုပ်လုပ်ရတယ်ဆိုတော့ဒါကတော့မဖြစ်မနေလုပ်ရတဲ့ multitask တချို့ရှိပါတယ်လောကမှာဒါပေမဲ့ကိုကတခုခုကိုအာယုံမဆိုင်ပဲအာယုံပြန်လွင်လို့ multitask တွေရှောက်လုပ်နေရဆိုရင်တကယ်လုပ်ရမယ့်အရာရဲ့ထိရောက်မှုကိုရော့ပါသွားတယ်ဆိုတာသိရတယ်ဒါကြောင့်ကျွန်တော်တို့ multitask တိုင်းလဲကောင်းတာမဟုတ်ဘူးအာယုံလင့်ပြန့်ခြင်းကြောင့်ဟိုလုပ်ဒီလုပ်ရင်းနဲ့ကျွန်တော်တို့တကယ်လုပ်ရမယ့်အရင်းမြစ်ကျွန်တော်တို့လုပ်ရမယ့်အရာလွတ်သွားမှလဲဆိုရပါတယ်ဆိုတော့ယောဟန်ခန်းကြီး15အငယ်9မှာငါသည်စပြည့်နွယ်ပင်ဖြစ်၏သင်တို့သည်အခက်များဖြစ်ကြ၏အကျဉ်သူသည်ငါ၌တည်၍ငါသည်လည်းသူ၌တည်၏ထိုသူသည်များစွာသောအသီးကိုတည်တတ်၏ငါနှစ်กว่าလင်သင်တို့သည်အဘယ်အမှုကိုများမတတ်နိုင်ကြခင်ယေရှုကငါသည်စပြည့်နွယ်ပင်ဖြစ်တယ်သင်တို့ကအကိုင်းခက်တွေဖြစ်တယ်သင်တို့သည်အခက်များဖြစ်တယ်ဆိုတော့စပြည့်နွယ်ပင်တနည်းအားဖြင့်ပင်စီကခရစ်တော်ဖြစ်ပြီးအကိုင်းခက်ကကျွန်တော်ဖြစ်တယ်ကျွန်တော်တို့လုပ်ရမယ့်တာဝန်ကအသီးတီးဖို့ပဲဖြစ်တယ်ဒီတော့အကိုင်းခက်ပြတဲ့တွေ့ကျွန်တော်တို့ဘယ်အပင်ဆိုတာဥမာစပြည့်နွယ်ပင်ကတော့နော်ကျွန်တော်တို့ဒီကိုကိုင်းနေလို့ကြီးတော့မဟုတ်ဘူးပေါ့ဒါပေမဲ့ပြောချင်တာကကိုင်းခက်တွေမှာအသီးတီးဖို့သူ့ရဲ့ပင်မတာဝန်ရှိသလိုအဲ့ဒီအကိုင်းခက်ကလူတွေကိုအရိပ်ပေးလို့လည်းရတယ်အဲ့ဒီအကိုင်းခက်ကနေနော်လိုအပ်တဲ့ဒီကျွန်တော်တို့တိတ်နားမလဲပေမဲ့ဖြစ်စဉ်တွေမှာဆိုပါတော့အောက်ဆီဂျင်ထုတ်ပေးတာတွေစသဖြင့်ကာဗွန်ဒိုင်အောက်ဆိုက်တွေကိုစုပ်ယူပြီးတော့အောက်ဆီဂျင်ထုတ်ပေးတာစတဲ့ဖြစ်စဉ်တွေအများကြီးမှာလည်းသူတို့ပါဝင်မှုရှိမှာပေါ့လေတစ်ပင်ပန်းမှန်တွေရှိလို့ရှိရင်ကျွန်တော်တို့လေထုကိုတန့်စင်စေသလိုကျွန်တော်လူတွေကိုလည်းလန်းဆန်းစေတယ်စတဲ့သူ့ရဲ့နောက်ဆက်တွဲသူတို့လှုပ်ရတဲ့ကဏ္ဍတွေအများကြီးရှိပေမဲ့အဓိကပင်မအဓိကတော့သူဟာအတီးတီးဖို့ဖြစ်တယ်အာမင်ယုံကြည်သူများလည်းထုံလေး၎င်းပဲကျွန်တော်တို့အပြင်လူတယောက်ကောင်းကြီးပေးဖို့လူတွေကိုကျွန်တော်တို့အပြင်နှွေးထွေးမှုတွေပေးဖို့လူတွေကိုဂိူးနာပြဖို့မှန်ပါတယ်ဒါပေမဲ့ကျွန်တော်တို့အဓိကခရစ်တော်နဲ့ထိစပ်ဖို့ကအဓိကဖြစ်ပြီးထိုထိစပ်ရတဲ့ရည်ရွယ်ချက်ကိုကသူတီးစေလို့တော့အသီးတွေတီးဖို့ပဲဖြစ်တယ်ဟာလေလုယာဒီနေ့ညနေမှာအသီးတီးတော့မြောက်ပြဖျားရှင်ကောင်းကြီးပေးပါစေအသီးတော်မှာရိုးရိုးမဟုတ်ဘူးများစွာတီးများတီးဖို့ဖြစ်ပါတယ်အာမင်ဒါကြောင့်ဒီနေ့မှာရှင်မခရစ်အခန်းကြီး15ကိုကျွန်တော်တို့ဖြည်းဖြည်းမှန်မှန်လေ့လာသွားမယ်အခန်းကြီး1ကနေငါဒီမှန်သောစပြည့်နွယ်ပင်ဖြစ်၏စပြည့်နွယ်မမှန်တဲ့စပြည့်နွယ်တချို့ရှိနေတဲ့လောကကြီးမှာမှန်ကန်သောစပြည့်နွယ်ကိုကျွန်တော်သိဖို့ရည်ကြီးတယ်ဘာသာတရားတိုင်းကအသင်ကိုကယ်တင်ခြင်းပေးမှာမဟုတ်ဘူးခရစ်တော်ကသာလျှင်ကျွန်တော်တို့ကိုထာဝရတတ်ပေးတဲ့လမ်းကြီးတမန်တရားအသက်ဖြစ်တယ်အာမင်ဒါကြောင့်သခင်ယေရှုကမှန်သောစပြည့်နွယ်ပင်ဖြစ်တယ်ဆိုတာကိုရှေးဥစွာသိဖို့အရေးကြီးပြီးငါခမဲတော်သည်
မြန်မာလိုတော့ဥယျာဉ်ဆောင်လို့ပြောတယ်ဥယျာဉ်မူးပေါ့ဥယျာဉ်ပိုင်တော်သူဥယျာဉ်ကိုစောင့်ရှောက်တော်သူဥယျာဉ်ကိုထိန်းသိမ်းတော်သူဖြစ်တယ်ငါ၌အတိမတိသောခက်ရှိသမျှတို့ကိုခုတ်ပစ်တော်မူဘယ်သူကခုတ်တာလဲဆိုတော့ခမဲတော်ဘုရားဖြစ်တဲ့ဥယျာဉ်မူးကခုတ်ပစ်မှာဖြစ်တယ်အတီးတီးသောအခက်ရှိသမျှတို့ကိုတာ၍တီးစေခြင်းကတုတ်တင်ရှင်းလင်းတော်မူ၏အတီးတီးပြီဆိုတာတဲ့ကျွန်တော်မှန်တီးတီးတာပဲဆိုပြီးတော့မှကျွန်တော်တို့ကိုဘေးမဲ့ပေးထားမယ်မထင်နဲ့ဥယျာဉ်မူးကပိုတီးအောင်လို့ကျွန်တော်တို့ကိုခုတ်ထွင်ရှင်းလင်းအောင်မှာဖြစ်တယ်ဒါကြောင့်ဘုရားနဲ့သွားလာတဲ့ခါဘုရားနဲ့ချိတ်ဆက်တဲ့ခါမှာကောင်းတဲ့အရာတွေအားလုံးကအထက်ကလာတယ်လို့ကျမ်းစာမှန်တော်လဲပဲကျွန်တော်တို့သူကောင်းတယ်လို့ပြောတဲ့အရာကကျွန်တော်တို့ကြိုက်တာဖြစ်ချင်မှဖြစ်မယ်တခါလေးမှာမိဘတွေကသားသမီးတွေကိုစာကြိုးစားတာကောင်းတယ်ဆိုတာကျွန်တော်တို့အတွက်ကောင်းတယ်ဆိုတာသူတို့သိတဲ့အတွက်လိုအပ်ရင်ကြိမ်လုံးနဲ့စာကြည့်ခိုင်းတယ်ကျွန်တော်တို့ကောင်းတယ်ထင်ထားတဲ့အရာကတခါလေးမှာဘုရားခင်ကောင်းတယ်ထင်တဲ့အရာကျွန်တော်တို့မကောင်းဘူးလို့ခံစားရတဲ့ချိန်ရှိနိုင်တယ်တို့ရတယ်ဘုရားကယေရမိ29:7မှာသင်တို့တခါမှအစိုးမကြံစီဘူးသင်တို့ဒီငါဟောပြောသောစကားအဖြစ်ယခုပေရှင်းလင်းလျက်ရှိကြ၏ငါ၌တည်နေကြလောငါသည်လည်းသင်တို့၌တည်နေမည်စပြည့်ခက်သည်အပင်၌မတည်လင်ကိုလိုလျောက်အတီးမတီးနိုင်တဲ့ကဲ့သို့သင်တို့ဒီငါ၌မတည်လင်အတီးမတီးနိုင်ကြဒီညလေးမှာအင်္ဂလိပ်လိုဖတ်ချင်တယ်အငယ်3ကို You are already clean because of the word I have spoken to you ကျွန်တော်တို့ကရှင်းလင်းတုတ်တင်ထားရတဲ့ခါမှာကျွန်တော်တို့ကတစ်ပင်လိုကြည့်အောင်ဆိုရင်ဘာနဲ့ရှင်းလင်းလဲပြောပါအောင်တယောက်လောက်ဓာတ်နဲ့ကုတ်တွင်ရှင်းလင်းတယ်ဒါမှမဟုတ်ရှင်ကြိုက်ကြီးနဲ့လားအသာလေးညက်တာ trim လုပ်တာတွေရှိနိုင်တယ်ဆိုတော့နှုတ်ကပတ်တော်ဟာကျွန်းထက်တဲ့တန်လက်တခါတည်းထက်သောနှုတ်ကပတ်တော်ဓာတ်ဖြစ်တယ်ဒါကြောင့်နှုတ်ကပတ်တော်ရောက်လာတဲ့ခါမှာလောလောဆယ်တော့နင့်ငတဲ့နာကျင်သွားသလိုခံစားရတဲ့ရှိတယ်။အော်ဆရာကကျွန်တော်ကိုဓာတ်ရိုက်ပြောပြန်ပြီ။ကျွန်မကိုဓာတ်ရိုက်ပြောပြန်ပြီလို့ထိမိတဲ့ချိန်ရှိနိုင်တယ်။အဲ့ဒါကအသီးပိုတီးဖို့အတွက်ဥယျာဉ်မူးဖြစ်တဲ့ဘုရားခင်ကသူ့နှုတ်ကပတ်တော်ဆေလွတ်တာဖြစ်တယ်။ဟာလေလုယာ။စာလံကျမ်းထဲမှာသူ့ရဲ့နှုတ်ကပတ်တော်ဆေလွတ်ရဲ့ငါ့ကိုကျမ်းမာစေတယ်တဲ့။ခွဲစိတ်ခန်းတွေကဓာတ်တွေအရန်ထက်တယ်နော်။ခွဲစိတ်ခန်းကဓာတ်တွေသွားမနှောက်နဲ့နော်အရန်ထက်တယ်။ဘာလို့လဲဆိုတော့သူကမကောင်းတဲ့ຢာကိုဖယ်ထုတ်ဖို့အတွက်တမင်တကာနော်တကယ်ပဲပေါင်းထားတယ်။တကယ်ကိုပိုးကင်းစင်အောင်တေချာရေနွေးနဲ့ပြုတ်တာဖြစ်ဖြစ်ဒါလို့ရှိရင်တကယ်ကိုမီးတွေနဲ့အမျိုးမျိုးပိုးတွေကင်းစင်အောင်လုပ်ထားပြီးတော့ခြုံထက်အောင်လုပ်ထားတဲ့ဓာတ်တွေနဲ့ခွဲစိတ်တယ်။ဒီနေ့ဒီညမှာတင်တို့ဒီတဲ့ငါပြောသောစကားအဖြစ်ယခုပင်ရှင်းလင်းလျက်ရှိကြတယ်။ဒါကြောင့်အတီးတီးကျင်နေဆိုရင်တော့ကျွန်တော်တို့ထုတ်ထွင်ရှင်းလင်းခြင်းကိုတော့ကြိုဆိုရမှာဖြစ်တယ်။အာမင်အဲ့ဒီရှင်းလင်းခုတ်ထွင်ခြင်းကလည်းလာပြီးတော့မှစာယန်းလုံးမှာမဟုတ်မလေးအဲ့လိုလုံးမှာမဟုတ်ဓာတ်နဲ့ရောက်လာမှာဓာတ်နဲ့ဘာလုပ်မလဲ6တွေ့နေတဲ့အကိုင်းခက်တွေမတီးတဲ့ຢာတွေကိုခုတ်ထွင်ရှင်းလင်းတယ်ဒါကြောင့်နှုတ်ကပတ်တော်နားထောင်တဲ့ကောင်ကဒီနေ့ကျွန်မကိုဘုရားဘယ်နှုတ်ကပတ်တော်နဲ့ဘယ်နားအောင်များခုတ်ထွင်ရှင်းလင်းမလဲဘာလို့ဆိုတော့ကျွန်တော်တို့ကိုယ့်ဘာကိုအတီးမတီးနိုင်ဘူးကျွန်တော်တို့ကခရစ်တော်နဲ့ထိစပ်မှအတီးတီးတာဖြစ်သလိုဥယျာဉ်မူးကလည်းကျွန်တော်တို့ကိုမတီးတဲ့ခန္ဓာတွေသူကဖယ်ရှင်းပေးတာတင်တီးဖို့ဖြစ်တယ်ကျွန်တော်နဲ့မိတ်ဆွေအတီးများစွာတီးဖို့ရတဲ့ဖြစ်ပါတယ်တင်မတီးခဲ့တဲ့ຢာတွေတဲ့ခုနှစ်ဆပြန်လဲတီးနိုင်ဖို့များစွာသောတီးဖို့ဘုရားရှင်ကောင်းကြီးပေးပါစေဒါကြောင့်နှုတ်ကပတ်တော်အားဖြင့်ကျွန်တော်တို့ကိုရှင်းလင်းတုတ်တင်တယ်ထပ်ပြောခြင်းနဲ့ကျွန်တော်တို့ကိုရှင်းလင်းတုတ်တင်တယ်ဆိုတာဒီတိုင်းအပြုသဘောဆောင်တာမဟုတ်နော်နှုတ်ကပတ်တော်ဓာတ်နဲ့ကျွန်တော်တို့ကိုခုတ်ထွင်ရှင်းလင်းတာဖြစ်တယ်ဒါကြောင့်နှုတ်ကပတ်တော်များကြားပါအဲ့ဒီနှုတ်ကပတ်တော်ကျွန်တော်တို့ကိုတန့်ရှင်းစေတယ်အပြစ်ကနေတန့်ရှင်းစေတာဖြစ်သလိုအတီးတီးဖို့မလိုအပ်တဲ့ရှုပ်ထွေးနေတဲ့နွယ်ပင်တွေရှုပ်ထွေးနေတဲ့၆တွေ့နေတဲ့အကိုင်းခက်တွေကိုရှင်းလင်းပြဖို့အတွက်နှုတ်ကပတ်တော်များနားထောင်မှာဖြစ်ပါတယ်ငါ၌တည်ကြလောတဲ့ငါဒီလဲတင်တို့၌တည်ပြီဘုရားကကျွန်တော်တို့သူ့ကိုကြိုဆိုတော့သူ့ကိုဖိတ်ခေါ်တော့ကျွန်တော်တို့ ਨੇ အမြဲတမ်းချိတ်ဆက်တာဖြစ်တယ်သူရဲ့ကယ်တင်ခြင်းဟာတန်ပေါင်း8000ကျော်အတွက်လုံလောက်သောကယ်တင်ခြင်းဖြစ်တယ်တို့ဟာရင်သူ့ကိုဖိတ်ခေါ်မှသာလေဗျာဒိတ်ခန်းကြီး320မှာငါဒီရဲ့တကားဝမှာရက်လက်တကားကိုခောက်လက်တည်အကျဉ်သူငါ့ရဲ့တန်ကိုကြားရဲ့တကားကိုဖွင့်အပ်တကားဖွင့်ဖို့ကကျွန်တော်တို့တောင်းဝန်ဖြစ်တယ်သူ့ဘက်ကပေးထားတဲ့ကယ်တင်ခြင်းကတော့ available ဖြစ်တယ်တင်တို့ကငါ၌တည်ပါဒါဆိုရင်ငါဒီလဲတင်တို့၌တည်ပဲစပြစ်ကက်ဒီအပင်၌မတည်လင်ကိုလိုလျောက်အတီးမတည်နိုင်တကယ်လို့တင်တို့ဒီငါ၌မတည်လင်အတီးမတည်နိုင်ကြတနေ့ကျွန်တော်စိတ်တွေရှုပ်လာပြီဆိုလို့ရှိရင်နှုတ်ကပတ်တော်များနားထောင်ပါနှုတ်ကပတ်တော်ဝင်ခံကြည့်လိုက်ပါအဲ့ဒီရှုပ်ထွေးနေတဲ့နွယ်ပင်တွေ၆တွေ့နေတဲ့အရာတွေကိုနှုတ်ကပတ်တော်ဓာတ်ကအကုန်လုံးရှင်းလင်းမှာဖြစ်ပါတယ်အာမင်ဆက်ကြည့်အောင်ငါသည်စပြစ်တွင်ပြီဖြစ်၏တင်တို့ဒီအခက်များဖြစ်ကြ၏ခုနဖတ်ပြီးပြီအကျဉ်သူဒီငါ၌တည်၍ငါသည်လည်းသူ၌တည်များစွာသောအတီးကိုတည်တတ်၏ငါနဲ့ကွာလင်တင်တို့ဒီအဘယ်မှုများမတတ်နိုင်ကြငါနဲ့မတီးဘူးဆိုရင်တော့သွေးချောက်သောအခက်ကဲ့သို့ပြင်တို့ပြစ်လိုက်ခြင်းကိုခံရမယ်ထို့သောအခက်များကိုလူတို့သည်စုသိမ်း၍မိဖို့တဲ့လို့ချလိုက်သဖြင့်မိလောင်ခြင်းတို့ရောက်ကြမည်အတီးမတီးရင်တော့ဥယျာဉ်မူရဲ့ခုတ်ထွင်ရှင်းလင်းခြင်းကိုခံရမှာဖြစ်ပါတယ်တင်တို့ဒီငါ၌တည်၍ငါစကားသည်တင်တို့၌တည်လင်တင်တို့ဒီတောင်းကျင်သမျှကိုတောင်း၍ရကြလိမ့်မည်တင်တို့ဒီများစွာသောတီးကိုတီးခြင်းအပြင်ငါခမဲတော်သည်ဘုန်းတော်ထင်ရှားတော်မူ၍တင်တို့ဒီလည်းငါ၏တပည့်မှန်ဖြစ်ကြလိမ့်မည်ဒါကြောင့်သူ့ထဲမှာတည်ဖို့ကျွန်တော်တို့ဆုံးဖြတ်ဒါနဲ့တပြိုင်နက်သူ့စကားတော်ကကျွန်တော်တို့ထဲမှာတည်တယ်အကိုင်းခက်နဲ့ပင်စီနဲ့ဘယ်လိုချိတ်ဆက်လဲဆိုတာကျွန်တော်တို့မျက်စိနဲ့ကြည့်လို့မရဘူးအထဲမှာသူကထိဆက်ထားတာဖြစ်တယ်ဒါနဲ့ခုတ်လိုက်ပြီးပြီဆိုရင်တော့
ခဏတော့စိမ့်ဆူနေပေမဲ့မကြခင်မှာတော့သွေးချောက်သွားမှာဖြစ်တယ်ဒါကြောင့်မြင်နိုင်တဲ့ချိတ်ဆက်မှုမမြင်နိုင်တဲ့ချိတ်ဆက်မှုနဲ့ဘုရားခင်ကိုချိတ်ဆက်ဖို့ရန်အတွက်တည်ရည်ကြည့်ပါတယ်ကျွန်တော်သာတစ်ပင်တစ်ခုတစ်ကိုင်းတစ်ခုအကိုင်းကက်တစ်ခုဖြစ်မယ်ဆိုရင်ကျွန်တော်ချိတ်ဆက်ထားတဲ့အပင်ရဲ့အသီးကိုအနည်းနဲ့အမြန်ကျွန်တော်ဘောကနေတီးလာမှာဖြစ်တယ်ဒါကြောင့်အသီးအဖြစ်အပင်ရဲ့သဘောကိုတီးရတာဖြစ်တဲ့အတွက်သင်ချိတ်လားမချိတ်လားဆိုတာကိုသင်တန်တရားရှိတယ်ဆိုရင်သင်ဘာအသီးတီးလဲဆိုတာကိုပြန်ပြီးကောက်ချက်ချမယ်ဆိုရင်သင်ဘာအပင်နဲ့ချိတ်ဆက်လဲဆိုတာကိုသိနိုင်တယ်လောကရာတွေနဲ့ချိတ်ဆက်တယ်ဆိုတော့တစ်ချိန်လုံးအပေါ်ယံနေပဲဖြစ်မယ်အပေါ်ယံတွေကတော့တနေ့မှာကောက်ရိုးမိခဲ့သူအမှုတော်ထဲမှာလည်းအပေါ်ယံတချို့ရှိရနော်ဘယ်သူမှကျွန်တော်လက်ညှိုးမထိုးဘူးကျွန်တော်လည်းပဲတစ်ခါမှအပေါ်ယံနဲ့လုံးမိတဲ့အရာတချို့ရှိနိုင်တယ်ကျွန်တော်တစ်ခါတော့ပြောဘူးတဲ့ဥမာတခုကဘာပေါ်မှာနာမည်ကြီးတဲ့ဆရာကြီးတစ်ပါးကသူ့ဇနီးတန်နဲ့ဘုရားကျောင်းသွားတယ်သူတို့ဘုရားကျောင်းမဟုတ်တဲ့တရားဘုရားကျောင်းကိုသွားတယ်အဲ့မှာအလူငွေလာကောက်တဲ့အချိန်မှာသူ့မျိုးသားဟိုနိုင်ဒီနိုင်နဲ့ပြီးတော့ခါမှာဒေါ်လာ100ထည့်လိုက်တယ်သူ့မျိုးသမီးကလည်းသူ့ရဲ့လက်ထဲမှာရှိတဲ့ရောက်ထည့်လိုက်တယ်ကားပေါ်ရောက်တဲ့ခါကျတော့စကားပြောကြရင်လည်းဆရာကပြောတယ်သူမိမကိုငါဒေါ်လာ20တန်းရှာတာမတွေ့ဘူးအဲ့ဒါငါ100တန်းထည့်လိုက်ရတယ်ဆိုအဲ့ဒါသူ့မျိုးကနှမျောလိုက်တာဟာနင်ကပါစတာကရောဖြစ်ပြီးနင်ကိုယ်တိုင်ပါစတာဖြစ်ပြီးဘာလို့ဘုရားကိုပေးတာနှမျောတယ်လို့ပြောတာလဲငါနှမျောတာအဲ့ဒီ80ကိုနှမျောတာပေးဖို့ရည်ရွယ်ထားတာမဟုတ်ဘူး20တန်းရှာလို့မတွေ့လို့ပေးလဲတာဖြစ်တဲ့အတွက်စိတ်ထဲကနေရက်ရောစွာပေးတာမဟုတ်တဲ့အတွက်အဲ့ဒီ80ကဘုရားစီရောက်ပါမလားတဲ့နင်ဆုံးဖြတ်ထားတာ20ဆိုတော့20တော့ဘုရားခင်ကလက်ခံမယ်အဲ့80ကအကျွေမရှိလို့ပေးတာဆိုတော့ဘုရားစီရောက်ပါမလားလို့ငါစိုးရိမ်တယ်တဲ့သူကပြောတယ်ကတိကတတ်နိုင်ပေမဲ့ကျွန်တော်တို့လည်းပဲဒီလိုပါပဲဘုရားကိုကျွန်တော်တို့အပေါ်ယံနဲ့လုံးမိတဲ့တွေကတနေ့မီးလောင်သွားမှာဖြစ်တယ်သင်အပေါ်ယံနဲ့တီးနေသလားလူတွေမြင်သားထင်တောင်အပေါ်ယံနဲ့လှုပ်နေသလားသင်ကပေးကိုင်းတော့မှလူတွေမြင်တောင်ကျွန်တော်တို့အရွက်လိုက်ကြီးနော်ဒီလိုပြောလို့ကျွန်တော်တို့ပေးလိုက်အဲ့လိုအရွက်လိုက်ထည့်လိုက်မိတဲ့လူပြစ်တင်တာမဟုတ်ဘဲနဲ့ကျွန်တော်တို့ကလမ်းစုံလမ်းကွက်မှာတခြားသူတွေလှုပ်တယ်လို့အော်ဟစ်ပြီးတော့ကျွန်တော်တို့ပေးကမ်းတာမျိုးထက်မထင်မရှားတော့ရမှာသင်လှုပ်သမျှကိုထင်ရှားစွာဖြည့်ပေးမယ်ဘုရားဖြစ်ပါတယ်ဟာလေလုယာဒါကြောင့်အပေါ်ယံလုံးမိတဲ့အရာတွေမှန်တယ်အားလုံးဟာဒီနေ့မှာလောင်ကျွမ်းသွားမှာဖြစ်ပြီးမှန်တကယ်ကျွန်တော်တို့ထိဆက်ခြင်းအဖြစ်ချိတ်ဆက်ခြင်းအဖြစ်ရရှိတဲ့အသီးပွင့်သားတာလင်ဘုရားရဲ့ဘုန်းတော်ကိုထင်ရှားစေမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တီးတဲ့အသီးတွေကနော်လောကအသီးတွေဖြစ်ပြီးသို့မဟုတ်ရင်ကျွန်တော်အပေါ်ယံအသီးတွေပဲဖြစ်ပြီးဇာတိပဂိဆိုတော့ဇာတိပဂိနဲ့ဆုံးသက်မှာဖြစ်ပြီးဝိညာဉ်အသီးတယ်ဆိုရင်တော့ခမဲတော်ဘုရားဘုန်းတော်ထင်ရှားစေမှာဖြစ်ပါတယ်အစဉ်စဉ်ရှိတယ်နော်ကျွန်တော်တို့အသီးမသီးတော့တတ်တာအသီးတော့တီးတယ်ဒါပေမဲ့ဘုန်းတော်မထင်ရှားတဲ့တတ်တာသူ့ဘုန်းပဲထင်ရှားတာဘုန်းလာနုဘောဘုရားကိုပေးမဲ့စားသူကဘုန်းကိုလူယူနေတာအဲ့လူကဆိုတော့အဲ့ဒီဟာဘုရားဘုန်းတော်ထင်ရှားတဲ့အသီးမဖြစ်ပါဘူးဒီနေ့ကျွန်တော်တို့ရဲ့အသီးတိုင်းဟာဘုရားဘုန်းတော်ထင်ရှားဖို့အတွက်တီးဖို့ဘုရားရှင်ကောင်းကြီးပေးပါစေငါခမဲတော်ကငါ့ကိုချစ်တကဲ့သို့တဲ့ငါသည်သင်တို့ကိုချစ်၏ငါ၏ချစ်ချင်းမေတ္တာ၌တည်နေကြလော့ပင်စီနဲ့ကိုင်းခဲနဲ့ဆက်သွယ်မှုကိုကြည့်အောင်နော် no reservation သူ့ထဲမှာရှိတဲ့အစီနှစ်တွေသူ့မှာရှိထားတဲ့ရောဇာတတ်တွေသူ့မှာရှိတဲ့ကြီးထွားနိုင်တဲ့စွမ်းတတ်တွေအားလုံးကိုသူကအကိုင်းခတ်တွေအားလုံးကိုပေးနေတာဘယ်သူကိုတော့နည်းနည်းပဲပေးမယ်ဘယ်ဝါဟိုမှနည်းနည်းပေးမယ်မဟုတ်ဘဲနဲ့သူကအဲ့လိုကိုင်းခတ်တွေကိုပေးနေတာမှန်ပေမဲ့များတီးတဲ့အကိုင်းခက်ကများဆုပ်ယူတယ်နော်လေ့လာကြည့်မယ်ဆိုရင်အဲကြောင့်ဖျားခင်ဘက်ကပေးတာကတော့တသမတ်ထဲသူကသူ့ပင်စီကနေအကုန်လုံးကိုထုတ်လွှတ်နေတာဖြစ်ပေမဲ့သင်များတီးတဲ့ခါမှာများဖျားခင်ကထပ်ပေးတယ်ဟာလေလုယာဒါကြောင့်ဘုရားစီကများလိုချင်များတီးပါများထပ်တီးဖို့ဘုရားများထပ်ပြီးစွမ်းအားကိုပေးမှာဖြစ်ပါတယ်အာမင်ဒါပေမဲ့အဲ့ဒီပင်စီကအတီးမတီးတဲ့အကိုင်းခက်ကိုလည်း तू ကညှပေးနေရတာအဲ့ဒါကြောင့်ဥယျာဉ်မူကအတီးမတီးတဲ့သူဒီအကိုင်းအောင်ငါခုတ်လိုက်ရင်ဒီဘက်ကအတီးတီးတဲ့အကိုင်းကပို့ပြီးတော့မှတီးနိုင်မယ်အဲ့တော့ကျွန်တော်တို့ကအခုတ်ခံရတဲ့အကိုင်းခက်မဟုတ်ဘဲနဲ့ပို့၍တီးတော်သူများဖြစ်ဖို့တည်ရေးကြည့်တယ်အာမင်ထိဆက်ပြီးအတီးတီးတော်တတ်တာဖြစ်ဖို့ဘုရားရှင်ကောင်းကြီးပေးပါစေငါဒီခမင်းတော်ပြည့်ညက်ကိုစောင့်ရှောက်၍ခမင်းတော်ဘုရား၌မေတ္တာ၌တည်တကယ်တော့သင်တို့ဒီငါပြည့်ညက်တို့ကိုစောင့်ရှောက်ရင်ငါမေတ္တာ၌တည်နေကြ၏အပင်နဲ့အကိုင်းခက်ကတော့လွယ်တယ်ထိတယ်ဆိုရင်တည်တာပေါ့မထိဘူးဆိုရင်ပြတ်တောက်သွားတာပေါ့ဒါပေမဲ့ဝိညာဉ်နယ်ပယ်မှာကျတော့ကျွန်တော်တို့ထိလားမထိလားကျွန်တော်တို့ဘာနဲ့သိရလဲဆိုတော့မေတ္တာနဲ့ထုံးဖွဲ့ထားသလားဆိုတော့ကျွန်တော်သိရမယ်ပြန်စမ်းစစ်ပါအိမ်ရောက်တဲ့ခါမှန်အောင်ကြည့်ပြီးငါလူတွေကိုငါချစ်နိုင်သေးရဲ့လားရန်သူကိုချစ်ဖို့ဝေးစွာကိုယ့်ကိုယ်တော့မချစ်နိုင်ဘူးတခါလေးမှာရန်သူကိုချစ်ဖို့ဝေးစွာကိုယ်ကိုကောင်းကြီးပေးမဲ့သူတွေကမှကိုယ်ကမုံတီးနိုင်တယ်ဒါကြောင့်မေတ္တာအထုံးဖွဲ့နဲ့ခရစ်တော်ရဲ့မေတ္တာထဲမှာတည်ဖို့ရန်အတွက်အရေးကြီးပါတယ်သင်တို့၌ငါဝမ်းမြောက်စရာအကြောင်းတည်စေခြင်းကသင်တို့ဝမ်းမြောက်စရာအကြောင်းစုံလင်စေခြင်းကဤစကားကိုသင်တို့အားငါပြော၏ငါပြည့်ကျင့်မှုကငါသည်သင်တို့ကိုချစ်သည်နည်းတူသင်တို့သည်ချင်းချစ်ကြလော့ကျွန်တော်တို့ကိုစုံလင်စေခြင်းနဲ့ဘုရားခင်ကကျွန်တော်တို့သူနဲ့ထိဆက်တဲ့ခါမှာလဲမေတ္တာနဲ့ထိဆက်ရသလိုကျွန်တော်တို့အချင်းချင်းကိုလည်းမေတ္တာနဲ့ထိဆက်တာဖြစ်တယ်
တင်ချာနီးနဲ့တွေ့ရင်သုံးဖို့ရင်ကျွန်တော်တို့စိုက်ပျိုးရင်းပညာနဲ့တွေ့ရင်ဘလို့ပဲကျွန်တော်တို့တွေ့ပင်စီကနေဖြာထွက်လာတဲ့အကိုင်းခက်တွေကဒီဘက်အကိုင်းခက်နဲ့ဒီဘက်ကိုင်းခက်နဲ့ထိမနေပေမဲ့သူတို့ကပင်မဘဟုသွေးကြောဖြစ်တဲ့ပင်စီနဲ့ထိဆက်နေသွေးသူတို့အားလုံးကအချင်းချင်းထိဆက်နေတာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့မှာအသီးသီးမိသားစုတွေရှိတယ်ဒါပေမဲ့ခရစ်တော်ထဲမှာ still ထိဆက်ထားတာဖြစ်တယ်ကျွန်တော်တို့ကလူမျိုးမတူကြဘူးဒါပေမဲ့အကုန်လုံးကခရစ်တော်ကိုဘို့ပြုလာတဲ့အခါထိဆက်ကြတာဖြစ်တယ်ဒါကြောင့်မေတ္တာထဲမှာအတူတူကထိဆက်ဖို့ရန်အတွက်တယောက်စီတိုင်းဖျားရှင်ကောင်းကြီးပေးပါစေကိုယ်အဆွေဖို့တော့တဲ့အသက်ကိုစွန့်တဲ့မေတ္တာထက်သာ၍မြတ်သောမေတ္တာဘယ်သူမှမရှိပါဘူးတဲ့သင်တို့ဒီငါပြည့်ညက်သမျှတို့ကိုကျင့်ဆောင်တယ်ငါ၏အဆွေဖြစ်ကြ၏ယနေ့အဆိုင်သင်တို့ကိုကျွန်လို့မခေါ်တော့ဘူးတဲ့ကျွန်ကတော့သခင်ပြုတဲ့မှုကိုမသိဘူးဒါပေမဲ့သင်တို့ကအဆွေလို့ခေါ်မယ်ဒါကြောင့်ဘုရားရဲ့အဖြစ်တော်သူ့ရဲ့နဲ့နဲသောຢာတွေကို reveal ထုတ်ဖော်ဖွင့်ပြဖို့ရန်အတွက်သူနဲ့ထိဆက်ဖို့လိုတယ်လွန်ခဲ့တဲ့နှစ်နည်းငယ်တုန်းကကျွန်တော်ကိုယ်တိုင်ခေါင်းမာပြီးတော့တော်တော်ကြာကြာတင်းခံထားတဲ့ຢာတစ်ခုရှိတယ်တင်းငယ်သောຢာတစ်ခုလို့ကျွန်တော်ထင်ထားပြီးတိတ်စိတ်မရှိတော့ကျွန်တော်ဖုန်းမှာဒီတိုင်းပဲပေကတ်နဲ့ကျွန်တော်ထားခဲ့တာကတော့ဇော်ဂျီကုတ်ကနေ Unicode ပြောင်းဖို့နိုင်ငံတော်အဆင့်နိုင်ငံဥဆောင်ကနေစပြီးတော့မှပြောတော့အဲ့လောက်ကြီးမလိုဘူးလို့ကျွန်တော်ထင်တော့ပေကတ်ပြီးကျွန်တော်ဇော်ဂျီနဲ့ပဲတုံးတယ်အတင်းတော်လူတွေပြောင်းလာတယ်ဆရာဆိုကျွန်တော်က AC ပဲဇော်ဂျီနဲ့ပဲပြန်လိုက်တယ်ကိုယ့်ကိုဖတ်ကြကိုယ့်ကိုပြောင်းဖတ်ကြကျွန်တော်တော့ပြောင်းဖို့စီစဉ်မရှိဘူးလုံးဝသစ္စာရှိတာတကယ်တော့ပြင်းတာလည်းပါတယ်အရေးမကြီးဘူးထင်တာဘယ်ဟုတ်မလဲအခုကျမှကျွန်တော်တဖြည်းဖြည်းရိပ်မိတာအကုန်လုံးကျွန်တော်သိတာတော့မဟုတ်ဘူးဒါပေမဲ့ဇော်ဂျီနဲ့ဆိုရင်ကျွန်တော်တို့ comment တွေပေးတဲ့ຢာတွေက auto translate မရနိုင်ပဲ Unicode နဲ့ကြတော့တောကြောင်ကောင်ကလူတယောက်ရေးတာလေအင်္ဂလန်နိုင်ငံက US နိုင်ငံက American တယောက်က British တယောက်ကသူသိချင်တယ်ဆို translate နှိပ်လိုက်ရဆိုရင်အနည်းဆက်ဆုံးဘာသာပြန်ပြီးတော့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေရဲ့ဖွင့်ဟတန်တွေကိုတစ်ကမ္ဘာလုံးကြားအောင်လို့အဲ့ဒီ Unicode ကကူကြည့်သွားတာအဲ့လောက်ထိအရေးပါရာရောက်သွားတာဖြစ်သွားတာဝေါဆိုတခါလေးမှကျွန်တော်တို့ကနော်တင်းငယ်တဲ့ຢာဖြစ်ပေမဲ့ကျွန်တော်တို့ကတင်းခံပြီးတော့ကျွန်တော်ဆုံးရှုံးတဲ့အများကြီးရှိတယ်အဲ့ကြောင့်ကျွန်တော်မကြာခဏအာသာပြောသလိုတယောက်တိတ်မပေါက်ဘူးဆိုရင်ဘာကုတ်လဲ Unicode လားဇော်ကြီးလားတို့နှစ်ယောက်ကြည့်ရတာအထာတိတ်မကြောက်ဘူးနော် Unicode နဲ့လားဇော်ကြီးနဲ့လားနည်းနည်းညှိဖို့လိုမယ်လို့ကျွန်တော်မကြာခဏအဲ့ဒီခေတ်တုန်းကပေါ့အဲ့ဒီပြောင်းကားစားခေတ်တုန်းကကျွန်တော်ပြောမိတယ်ဆိုတော့အမှန်ပဲကျွန်တော်တို့ကထိဆက်မှုဆိုတာအဲ့ဒါပဲမြန်မာချင်းချင်းဖြစ်တယ်နော်အမျိုးတွေတော်တယ်မိသားစုဖြစ်တယ်ဒါပေမဲ့ကိုသုံးတဲ့ခုတ်မတူတဲ့ခါသုံးတဲ့ font မတူတဲ့ခါပြောချင်တာမပေါက်ဘူးဖြစ်နေရန်တမ်းမှန်းတာဖတ်နေတာဒါပေမဲ့ထွက်လာတဲ့ရည်စရာကြီးတွေဖြစ်နေတာနော်ဟိုဘက်ကပြောလိုက်တာကမင်္ဂလာပါဒီမှာကနော်ပဲပင်ပေါက်ဖြစ်နေတယ်ဒီမှာအဲ့လိုမျိုးဖတ်လို့မရဘူးဖြစ်နေတာဆိုတော့ဖះနဲ့လည်းကျွန်တော်တို့ချိတ်ဆက်တယ်လို့ဆိုပေမဲ့တစ်ခါလေမှအထာမပေါက်တာလည်းအများကြီးရှိတယ်ဒီထက်တာ၍ဖះနဲ့အကျွမ်းဝင်နိုင်ဖို့ဖះရှင်ကောင်းကြီးပေးပါစေသင်တို့ဒီငါ့ကိုရွေးကောက်တာမဟုတ်ဘူးတဲ့ငါတင်းကိုရွေးကောက်တာဒါကြောင့်တွားပြီးတော့တီကြီးတော့တီကိုတီးမိအကြောင်းငါနာမကိုအမိပြု၍ခမေးတော်ထံမှာတောင်းသမျှကိုရမည်အကြောင်းသင်တို့ကိုငါခံထား၏ဒီနေ့ယူဆောင်လာတဲ့နံပါတ်1ချက်ကတော့ be connected with God ဖះခင်နဲ့ချိတ်ဆက်ပါကျွန်တော်ကလူတွေနဲ့အရန်ချိတ်ချင်တာလူတွေနဲ့အရန်ကျွန်တော်ညှိချင်တာလူတွေကကျွန်တော်တို့လာပြီးချိတ်ဆက်တာကိုကျွန်တော်လိုချင်တာဒါပေမဲ့ဖះခင်နဲ့အရင်ဆုံးချိတ်ဆက်ဖို့ရတဲ့ဖြစ်တယ်အဲ့ဒါမှသာလဲကျွန်တော်တို့ကစစ်မှန်သောကြီးထွားခြင်းစစ်မှန်သောမေတ္တာစစ်မှန်သောအတီးတီးတဲ့အရာတွေကိုရရှိမှာဖြစ်ပါတယ်စပြည့်နွယ်ပင်ဖြစ်တဲ့ခရစ်တော်နဲ့ကျွန်တော်တို့ချိတ်ဆက်တဲ့အတွက်အတီးတွေတီးနိုင်ရတာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့တာ၍များစွာသောတီးဖို့ရန်အတွက်နှုတ်ကပတ်တော်ကခုတ်ထွင်ရှင်းလင်းလာတဲ့အခါမှာမငြီးမညူနှုတ်ကပတ်တော်ရဲ့ပြုစုခြင်းကိုခံယူပြီးတော့တာ၍တီးသောအသက်တာ၍စစ်မှန်သောတပည့်တော်စစ်များဖြစ်ဖို့ဘုရားရှင်ကောင်းကြီးပေးပါစေဒုတိယ point ကိုမသွားခင်မှာကျမ်းချက်လေးဆက်သွားခြင်းနဲ့ကျမ်းခန်းကြီး7 အငယ်8ကနေ73မှာဆိုရင်အာမလက်လူတွေလာပြီးတော့မှယေဖိဒိန်အရက်မှာဣသရေလလူတွေကိုစစ်တိုက်တဲ့အခါမောရှေကလူတွေကိုရွေးပြီးတော့မှအာမလက်လူတွေကိုစစ်တိုက်ဖို့ထွက်လော့နှက်ဖြန်နေ၌ဘုရားခင်လှန်နံကိုကင်၍တောင်ထိပ်ပေါ်မှာငါရက်နေမည်ဟုယောရှုအားဆို၏မောရှေမာလိုက်သည့်အတိုင်းယောရှုပြု၍အာမလက်လူတို့ကိုစစ်တိုက်လေ၏မောရှေအာရုန်ဟူရာတို့သည်တောင်ထိပ်ပေါ်သို့တက်ကြ၏မောရှေသည်လက်ကိုခြိသောအခါဣသရေလလူတို့သည်နိုင်ကြ၏လက်ကိုချသောအခါအာမလက်လူတို့သည်နိုင်ကြ၏တို့ရာတွင်မောရှေ၏လက်သည်ညောင်းသောကြောင့်သူတို့သည်ကြောက်ကိုယူ၍မောရှေကိုထိုင်စေပြီးလျှင်အာရုန်နှင့်ဟူရာတို့သည်တယောက်တစ်ဖက်နေ၍သူ၏လက်ကိုမှားကြ၏တို့ဖြစ်၍နေဝင်သည့်တိုင်အောင်သူ၏လက်တို့သည်အမြဲနေလေ၏ယောရှုသည်လည်းအာမလက်မင်းနှင့်လူများတို့ကိုဓာလက်နှင့်ဖြင့်လှုပ်ကြံလေ၏ဒီနေရာမှာလက်တွေ့မကျဘူးလို့ထင်ရပေမဲ့အခုခေတ်လိုမျိုးဆိုရင်တော့ Wi-Fi နဲ့ remote access နဲ့ remote control နဲ့ TV ကိုဖွင့်လိုက်ပိတ်လိုက်လို့ရတယ် volume အတိုးချက်လို့ရတယ်เนาะကျွန်တော်တို့ဒီကနေအိမ်မှာရှိတဲ့ CCTV ကိုကြည့်လို့ရတယ်เนาะဘယ်နေရာပဲရောက်သင်က connection နဲ့ဆိုလို့ရှိရင်ဟိုးမြန်မာပြည်မှာရှိတဲ့တိတ် AS CCTV အိမ်ပတ်ဝန်းကျင်မှာခွေးဘယ်နှကောင်အိတ်နေလဲเนาะတခိုးလာသလားကြည့်လို့ရတယ်ဆိုတော့အခုခေတ်မှာတော့ပို့ပြီးတော့မှကျွန်တော်တို့မြင်သာထင်သာရှိပေမဲ့အဲ့ဒီခေတ်မှာ
မောရှေကပြောမြင်ပဲယောရှုတို့ယုံနိုင်စရာအကြောင်းမရှိဘူး complaint တက်စရာရှိတယ်ခေါင်းဆောင်ဖြစ်ပြီးတော့မှတိုက်မယ်မရှိဘူး तू ကတောင်းပေါ်မှာသွားပုံးနေတယ်ငါတို့ကဒီမှာရှေ့မှာဓာတ်နဲ့တေးငါတို့ရင်တေးရမှာဇောရကတက်မယ်ဆိုတက်စီရပဲဒါပေမဲ့သူတို့နားမလည်နိုင်တဲ့အရာဖြစ်ရင်တော့မှဖခင်ကိုလေးစားတော်ဖြင့်ဖခင်ရဲ့လူမောရှေစကားကိုနားထောင်တယ်အာမင်အဲ့ဒီယုံကြည်မှုကတော့ဘာနဲ့မှလဲလို့မရဘူးဘာလို့ဆိုတော့သူတို့အသက်ကိုထပ်ပြီးတော့ယုံကြည်ရတာကျွန်တော်တို့ကဖခင်လူကတခုခိုင်းနေဆိုလို့ရှိရင် तू ကတော့မိုက်ကင်ပြီးပြောတာငါတို့ကတကယ်လို့ကမလွယ်ဘူးပြောစရာအများကြီးရှိတယ်ဒါပေမဲ့တင့်ရဲ့ကောင်းကြီးဟာဖခင်ရဲ့လူထဲမှာရှိပါတယ်ဟာလေလုယာတင့်ရဲ့ကောင်းကြီးဟာတင့်ရဲ့မောရှေရဲ့လက်ပေါ်မှာတင့်ရဲ့ကောင်းကြီးရှိတယ်ဟာလေလုယာနော်ကြည့်အောင် when the man of God မောရှေလက်ကိုခြိတော့ခါဣသရေလလူတွေနိုင်တယ်အာမင်အဲ့ဒီ access အဲ့ဒီ connectivity တော့အရင် supernatural ပဲတဘာဝလုံးပဲနော်ဒီကနေလက်မြောက်တာဟိုမှာနိုင်တယ်တဲ့ wow ယေရှုလက်ထက်မှာလဲဒီကနေဝင်ခံလိုက်တာဟိုမှာကျမ်းပါတယ်ဟာလေလုယာတမန်တော်လက်ထက်မှာလဲပေတရုရဲ့အရေးကိုထိတဲ့လူနာတွေကျမ်းပါတယ်အာမင်ရှင်ပေါလုလက်ထက်မှာလဲရှင်ပေါလုရဲ့ကပတ်တွေသူ့ရဲ့လက်ကင်မော်တွေပေးတယ်ထိတဲ့လူကကျမ်းပါတယ်အဲ့ဒါကတဘာဝလုံးချိတ်ဆက်မှုဖြစ်တယ်အာမင်ဒီနေ့ကျွန်တော်တို့တဘာဝလုံးချိတ်ဆက်မှုနဲ့ဘုရားကိုချိတ်ဆက်မယ်ဒါဆိုရင်တော့တဘာဝလုံးအသီးတွေတီးမှာဖြစ်ပါတယ်လက်ခုပ်တီးလက်တီးပြီးပါအာမင်မောရှေကလက်ကိုချီတဲ့အခါဣသရေလလူတို့ဒီနိုင်ကြ၏ဒီနေ့ဘုရားခင်နဲ့ချိတ်ဆက်တော်ဖြင့်တည့်ရဲ့မောရှေနဲ့ချိတ်ဆက်တဲ့အခါမှာမောရှေကဘုရားမျက်နှာရှာတယ်သူကစစ်တိုက်တော့မသွားဘူးသူကတော့စစ်မြေပြင်မှာတော့သူရောက်မနေဘူးဒါပေမဲ့သူကဘုရားခိုင်းတဲ့တာဝန်သူလက်မြောက်နေတဲ့၍သူ့ရဲ့လူတွေကနိုင်နေတယ်ဒါကဘုရားရဲ့လူနဲ့ချိတ်ဆက်ခြင်းရဲ့ကောင်းကြီးဖြစ်တယ်သင်အခုချိန်မှာနားမလည်နိုင်ရင်တောင်မှတော့ကျွန်တော်တို့စစ်မြေပြင်မှာရောက်နေတဲ့သူတွေရှိနေတယ်ဒါပေမဲ့သင်ကိုဘုရားပေးထားတဲ့မောရှေသင်ရဲ့ဝိညာဉ်ဖခင်သင်ရဲ့သင်ဥဆရာသင်ရဲ့မောရှေနဲ့သင်သဘောတူပြီးတော့မှသူလက်မြောက်နိုင်ဖို့ရတဲ့သင်ကူညီဖို့သင်မှာတာဝန်ရှိတယ်အဲ့ဒါကသင်နဲ့တစ်ဖွဲ့လုံးနိုင်ဖို့ဖြစ်တယ်သင်မိသားစုအောင်ပွဲခံဖို့ဖြစ်တယ်သင်တစ်မျိုးတစ်ဆွေလုံးအောင်ပွဲခံဖို့ဖြစ်တယ်ဟာလေလုယာအာမင်ဒါကြောင့်ဒုတိယ point အနေနဲ့တော့ be connected with the man of God ဘုရားခင်ရဲ့လူနဲ့ချိတ်ဆက်ပါဘုရားလူနဲ့ချိတ်ဆက်ခြင်းအဖြစ်ရတဲ့ကောင်းကြီးမြောက်များစွာကျွန်တော်ကျမ်းစာမှာတွေ့ရတယ်ဒါပေမဲ့အသေးစိတ်တော့မသွားတော့ဘူးဥပမာအနေနဲ့ဆိုလို့ရှိရင်ဇာရတမြို့ကမုတ်ဆိုးမကအေလိယနဲ့ချိတ်ဆက်တဲ့အခါအင်တန်ကာလပတ်လုံးတစ်မျိုးလုံးတွေ့စီလုံးအဝစွာစားရတယ်ရှုနေမျိုးသူကဘုရားရဲ့လူအေလိရှဲနဲ့ချိတ်ဆက်တဲ့အခါမှာတခါမှမစင်စားဘူးတဲ့ဆူတောင်းတောင်မတင်ပြဖြစ်တဲ့တားယတနာကိုရရှိတယ်အဲ့ဒီသားတည်သွားတဲ့အခါပြန်ရှင်တယ်ကတ်ဆိုင်တော့မဲ့သတိပေးခြင်းရောက်လာတယ်ပြန်ရောက်လာတယ်ဆုံရှုံသွားတဲ့အားလုံး back date နဲ့ပြန်ရတယ်ဟာလေလုယာဒါကြောင့်ဘုရားရဲ့လူနဲ့ချိတ်ဆက်ခြင်းဟာညာဆိုတော့အတီးတီးဖို့ရတဲ့ဘုရားရဲ့လမ်းကြောင်းတစ်ခုဖြစ်ပါတယ်အာမင်ဘုရားရဲ့လူလဲလူသားဖြစ်တဲ့အတွက်လက်ကညောင်းတာပေါ့လက်ညောင်းတော့လက်ကကျသွားတာနဲ့ဟိုမှာတခါတည်းအဝေးထိန်ခလုတ်ကမောရှေလက်ထဲမှာဆိုတော့လက်ညောင်းတာနဲ့ဟိုမှာစစ်ရှုံအောင်ဒါနဲ့လက်ပြန်မတော့စစ်နိုင်အောင်ဟာဒါကိုသိတဲ့အခါမှာအာရုန်နဲ့ဟူရာတို့ကမောရှေရဲ့လက်ကိုရတဲ့နီးနဲ့ချီပစ်နေတင်မမနိုင်ဘူးဆိုရှင်ကြောက်တုံးတစ်ခုမှထိုင်ခိုင်းပြီးခံထားရမှာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ကရလက်ကိုလိုချင်တယ်ဆိုရင်တော့ရအောင်ကျွန်တော်တို့နီးပေါင်းစုံနဲ့ဘုရားရဲ့လူရဲ့လက်ကိုပင့်ချီခြင်းဟာကျွန်တော်တို့စစ်နိုင်ဖို့ရန်အတွက်ဘုရားရဲ့ချိတ်ဆက်ခြင်းတစ်မျိုးဖြစ်ပါတယ်အာမင်နောက်ဆုံးဒီကုန်းချုပ်တိုင်းမဲ့ဒီ၃ချက်မှာတော့ကျွန်တော်အချက်ငယ်ခွဲထားတယ်တေချာနားထောင်အောင်နံပါတ်3ကတော့တင်နဲ့ကျွန်တော်အခုရမဲ့ကောင်းကြီးများဖြစ်ပါတယ်တင်ဒီဘုရားသခင်နဲ့၎င်းဘုရားရဲ့လူနဲ့၎င်းချိတ်ဆက်မယ်ဆိုရင်ရရှိမဲ့ကောင်းကြီးတွေကျွန်တော်ယူဆောင်လာပါတယ်အဲ့ဒါကတော့နံပါတ်1 you become fruitful အတီးတီးရုံမဟုတ်ဘူးနော်အတီးများစွာတီးမယ်အာမင်အာမင်ဒီမှာရှိပြောအောင်အတီးများစွာတီးမယ်လို့ပြောရအောင်အာမင်ယောဟန်ခန်းကြီး15ငယ်4နဲ့5ပြန်မဖတ်တော့ဘူးဒုတိယ you become clean နော်ကျွန်တော်တို့ရှုပ်ထွေးနေတဲ့စင်ကုန်မှာတော့ရှားတယ်ဘယ်ပန်းချံလေးပဲသွားသူတို့ကစိတ်ရှည်လက်ရှည်ညှိထားတာလမ်းမေးမှာပေါက်တဲ့အပင်တွေတောင်မှသူတို့ကကားနဲ့တေးချာရေလောင်းတာနော်ညှိတာတွေရှိတဲ့ခါကျတော့ရှုပ်ထွေးနေတာကိုသိမမြင်ရအောင်ဒါပေမဲ့မြန်မာပြည်မှာအထူးသဖြင့်ကျွန်တော်တို့ကျေးရွာတွေမှာသွားမယ်ဆိုလို့ရှိရင်ຫນွယ်တွေထူထပ်နေတာခြံစည်းရိုးကိုလှလှလေးလှုပ်ထားတာဒါပေမဲ့ပဲတွေရောဘာပင်တွေရောညာပင်တွေရောနော်သဘုတ်ပင်တွေရောအကုန်လုံးရှုပ်ရှက်ခတ်နေတာမျိုးကျွန်တော်တို့တွေ့ဘူးကြတယ်အဲ့တော့ဥယျာဉ်မှုကဓာတ်နဲ့သူကလိုက်ရှင်းပေးတယ်ဒီနေ့ကျွန်တော်တို့နှုတ်ကပတ်တော်အားဖြင့်ကျွန်တော်တို့ဒီဘုရားရဲ့လူနဲ့ဘုရားနဲ့ချိတ်ဆက်တဲ့ခါမှာရှင်းလင်းတုတ်တင်ခြင်းခံရတဲ့ခါမှာ we become clean ကဲတင်ခြင်းရဖို့ဒီချိန်တစ်ခါတန်ရှင်းရတာတော့အဲ့ဒါဂျေဇုတော်ဒါပေမဲ့နေ့တိုင်းတန်ရှင်းတော်တက်တာနဲ့တက်ရှင်ဖို့ကကြောင့်နှုတ်ကပတ်တော်ဓာတ်နဲ့ဖြတ်ခံရမှကျွန်တော်တို့ကတန်ရှင်းမှာဖြစ်တယ်ဟာလေလုယာယောဟန်ခန်းကြီး15အငယ်3ဖြစ်တယ်နောက်ဆုံးချက်ကတော့ you win your battles သင်ရဲ့စိန်ခေါ်မှုတိုက်ပွဲများကိုအောင်မြင်မှာဖြစ်တယ်အာမင်
ဒီသုံးချက်လေးကိုပြပေးပါအားလုံးလက်ဆောင်ယူသွားလို့ရအောင် the blessing of being connected with God and man and woman of God ဘုရားရဲ့လူတွေနဲ့ချိတ်ဆက်ခြင်းနဲ့ဘုရားနဲ့ချိတ်ဆက်ခြင်းဟာကျွန်တော်တို့ကောင်းကြီး၃မျိုးကျွန်တော်ယူဆောင်လာတယ်အများကြီးရှိပေမဲ့အားလုံးအတွက်အနည်းချုပ်နံပါတ်1များစွာတည်တည်မယ်ဒုတိယတန်ရှင်းလာမယ်တတိယစိန်ခေါ်မှုများကိုအောင်မြင်နိုင်မှာဖြစ်ပါတယ်တယောက်စီတိုင်းဘုရားရှင်ကောင်းကြီးပေးပါစေအာမင်